နည်းနည်းချင်းစီပေါ့ကိုယ့်ကိုနားလည်ရင်ပြီးရောလေစင်းတော့လည်းတော့ထိန်ဘယ်ရချော်နေနေရိတ်သွားရင်စီးလို့ရတယ်လေထပ်ပြီးတော့ရက်သွားရင်လှိမ့်သွားရင်ရဟုတ်တယ်